ခုတလော US မှာဆိုလို့ရှိရင်ဒီခါချက်ဥတုပ်ပေါ့နော်အတော်လေး trending ဖြစ်နေလို့ trend နောက်လိုက်ပါအောင်မယ်တော်တော့စားလို့ကောင်းပါတယ်ခါချက်ဥရဲ့အသုံးဝင်ပုံကဒီလောက်သုံးဝင်နေဆိုတာမသိခဲ့ပါဘူးခါချက်ဥတွေကိုတော့ဒီလိုမျိုးဖဲပြားလေးတွေလိုမျိုးပေါ့နော်အဲ့လိုမျိုးပပလေးရအောင်ဒီချစ်လေးနဲ့ပဲဆွဲပြီးတဲ့အခါကျတော့မှချစ်လိုက်ပါမယ်ကြည့်ပါအောင်ဒီလိုမျိုးပပကြည့်ကြည့်လေးထွက်လာမှာဖြစ်ပါတယ်โอเคနည်းနည်းတော့စိတ်ရှည်ရပါတယ်မြင်ရတော့ဒီချစ်လေးနဲ့ပဲဆွဲပြီးတဲ့အခါကျတော့ချစ်လိုက်ရင်ဒီလိုလေးရလင်းဘူးလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့သူ့ကို soy sauce ထည့်မယ် sesame oil ထည့်မယ် black pepper ထည့်ပါမယ် MSG honey or sugar ကြိုက်တာထည့်ပါမယ်ပြီးတော့ vinegar ထည့်ပါမယ် a little bit lime နောက်ဆုံးမှာတော့ sesame seeds တွေကိုအများကြီးထည့်လိုက်ပါမယ် shake လုပ်လိုက်ပါမယ်ဒီအတုပ်လေးရဲ့နာမည်ကိုတော့ rhino လို့သူတို့ကပြောကြပါတယ်အဲ့တော့စားကြည့်ရအောင်တော်တော်လေးကိုစားလို့ကောင်းပါတယ်စားကြည့်ပါ